จอตะคุบแล้วดองจอตะคุมา90มาရေးစားနော်ကြိုက်တာนะคุบเบยอดตะทาวย่อဟဲ့တော့ကျမအကျွေးမရှိသေးဘူးတော့အကျွေးလေးနဲ့အားပေးပါနော်အဲ့ဒါဆိုရင်လည်းမယူတော့အောင်သွားပြီတော်မယောင်းရပြန်ဘူးဒါတခုခုတော့လုံးဝဖြစ်တော့မှာခုတော့စိုင်းမှုတင်မရမှာအာကျွေးအကျွေးဖြင့်အားပေးပါဒီလိုစိုင်းမှုတင်မငါရောင်းရတော့မယ်ထင်တယ်ဒီဖိုက်ကရှစ်အိမ်သားတက်ချင်လိုက်လားခဏပေါအောင်မဂပ်ပိတ်ခက်လိုက်အောင်ဂလောက်စားလိုက်အောင်မကွာဟာအကြီးမှလည်းမရှိပါတော့ဘာတွေရေးထားအကျွေးဖြင့်အားပေးပါငါနောက်လိုက်အောင်ရောဥစားပေါက်လေးထည့်လိုက်အကျွေးဖြင့်အားပေးပါအကြောပဲဘယ်ရောက်နေရတော့ဒီမှာအိတ်ရှင်းမှာဝဲဖို့လူရတန်းစီနေပြီဟုတ်လားယူကြမလီပြိုင်ခင်းလေးကိုကုန်းသွားတာငါထိုင်းဖို့စင်ပြနေပြီနဲ့တူတယ်ဟဲ့ပတ်စံပေးကြအောင်လေဟာကြောနေတာကုန်းသွားတာတယောက်မှလည်းပတ်စံမပေးဘူးဟဲ့ဟောရဘလို့ကြီးတော့ဟဲ့ငါတောင်းရင်လုံးပါအောင်ဘယ်သူမှလည်းပတ်စံပေးမသွားဘူးဘာလို့လဲမသိဘူးနင်းဆိုင်ပုံလည်းနင်းပြန်ကြည့်အောင်လေဟဲ့တော့ငါအကျွေးလို့ရေးတာပါကိုစားပြောက်ကဘယ်ပါလာတာတော့ဘယ်တင်တာထည့်သွားတာတော့လုံးကြပါအောင်တော့ကျမရင်းနေတော့မြုပ်ကုန်ပါပြီကြကြပါအိုးမနေ့ကဘလို့ရောင်းရတော့မှာလို့မျိုးသားဒါကလေကျုပ်တို့ရေကစင်းနဲ့ရွာလေလန်းတော့အော်အေးကြီးမရဲ့ရွာလန်းလေးကတာယာလိုက်တာနော်တစ်သက်လုံးတော်နေချင်းစိတ်ပေါက်လာပြီမျိုးသားလို့မပြောရဘူးနော်စကားကြီးအတော်ကျွဲတာတကယ်ပြောတာပါဗျကျွန်တော်ကလေမျိုးသားလူရိုးလေးပါဗျတစ်သက်လုံးတော်နေချင်းလာပြီနော်ဟောကျွန်တော်ဂိုင်းပေးမယ်လေရေဦးတွေလေးနေမှာပေါ့အစ်ကြီးမရလုံးရလိုက်တာဟာနောက်မှပေါက်တဲ့ရွှေကြကောင်းနဲ့နင်ကဖေးရိုင်းလိုက်တာမျိုးသားအရန်လူလေကြာသွားဆောင်းမအောင်အေးကြီးမဆောင်းမအောင်ဟဲ့အေးကြီးမနေရက်ဆန်းအမေလဲလိုက်တာသားကြီးရဲ့အေးကြီးမနင်ငါ့ကိုမျိုးသားလာလို့ပလစ်တာလားငါနဲ့နေနဲ့ချစ်သူဖြစ်ခံဒီမှာနင်ကဘာလုပ်တာတော့ဟဲ့သားကြီးငါ့ကိုအဲ့လိုမလုပ်ပါနဲ့ငါနေကိုမကြိုက်နိုင်ဘူးလို့ပြောပြီးပြီလေနေကိုလန်းကိုသွားပါအေးကြီးမဘာဖြစ်တာတော့မျိုးသားမင်းနဲ့မဆိုင်ဘူးမင်းလန်းမင်းသွားလာအေးကြီးမအောင်မမင်းအမြန်ကောင်မလေးတယောက်ကိုဆွဲလာရတာနဲ့ငမှုရမယ်ခွန်းဒီလိုကောင်မျိုးဓာနယ်ပဲကြံတယ်မျိုးသားလာသွားမယ်ဒီလိုကောင်နဲ့ဖတ်မဖြစ်နဲ့ဟုတ်ကဲ့မရိုင်းလိုက်တာကွာငါမှုနေတော့ငါ့ကိုအနိုင်ကျင့်သွားတာတွေ့မယ်နောက်နေ့မလေးတော့ဝင်းမယ်နော်မမိုးလေးပေးပါအောင်သားမဟုတ်ဘူးရိုက်သွားဟာကူကောက်ဝင်မယ်နော်ရတယ်အရှင်นี่ခုံလိုက်တာညီမလေးရော့ညီမလေးရော့ရလားညီမလေးစင်ပြေလားပြေးတယ်လာကျွန်တော်ထူပေးမယ်ဟုတ်ဟာရှင်ဒီဘလို့ဖြစ်တာငါရှင်နေတိမ့်နေညီမလေးစောင်းကြံခဲ့ပြီချက်လိုက်တာကျေးဇူးပဲချက်လိုက်တာကျွေးမိသွားပြီကောင်းပါလေရာနောက်နေ့စာရင်းငါလိုက်မယ်ကွာရှင်ဒီခုံလိုက်တာသူဘယ်သူလဲမသိဘူးငါ့ရဲ့အိမ်မထက်ကမင်းသားလေးနဲ့တူလိုက်တာသူငါ့ရဲ့ဖူးလာရှင်လားမသိဘူးအဲ့ဒီကြောက်ဦးလေးစိတ်သားလားဟောအေးသမီးရမယ်ငါးနဲ့သားရှိရဲ့သမီးယူလိုက်နော်ဟဲ့သမီးကအစိတ်သားပဲလိုချင်တာ50သားကြီးကြာများလုံးလို့ချိန်အောင်ပြီးနေပြီသမီးရဲ့ယူလိုက်ပါနော်ချိန်ပြီးလက်စနဲ့ဟာမင်းယူလိုက်ပါကွာဘာမဟုတ်တာလေးနဲ့စကားများနေတာဘေးကလူတွေကုန်ကြည့်နေတာရှက်စရာကောင်းဟာကိုကလည်းဘာလို့ရှက်တာတော့အစိတ်သားပဲချိန်ခိုင်းတာကို तू က50သားကြီးချိန်တာလေမယူပါဘူး
ကောင်မလေးရလဲနော်ကောင်လေးရဒီလောက်ပြောနေတာကိုယူလိုက်တာမဟုတ်ဘူးယူလိုက်ပါသမီးရဲ့90စားတဲ့ပဲကိုဟာမင်းတော်တော်စိတ်ပြက်စရာကောင်းတာပဲကွာထက်လိုက်တော်လေးကိုယူလိုက်မယ်အေးစိတ်ထားကောင်းလိုက်တဲ့ကောင်လေးကွယ်မထဲနဲ့နော်အန်ဒီပိုတာကျမမယူဘူးနော်စိတ်သားဖို့ပဲရှင်းပါစိတ်သားဖို့ပဲဟဲ့တော်စိတ်သားလေးနဲ့ပြုတ်နေရနော်ကောင်မလေးရဲ့ဟာမသိတော့ဘူးကွာမင်းမမယူချင်းငါကတော့သွားပြီသွားကိုကောင်မလေးပဲမပါပဲနဲ့တခြားသစိမ့်ပဲပါတဲ့ယောက်ျားလေးမျိုးကိုလည်းကျမဆက်ပြီးတော့မတွဲနိုင်ဘူးသွားပြီပြက်ပြီဟဲ့လာစိတ်သားဆိုလဲစိတ်သားလှည့်ပြီမယ်ဟဲ့ဩဟဲ့အောင်တာကြီးမင်းဘဲမှာတော့ဟာအေးငါအိမ်မှာပဲကွာဟာငါတို့စုံနေကြနေရလာခဲ့လေကွာတနေရာသွားအောင်ငါတို့အေးငါနေလို့မကောင်းလို့ဒီနေ့မလာတော့ဘူးကွာဟာတာကြီးဘလို့ဖြစ်တာတော့ဟာမနေ့ကမမေအကောင်းကြီးပါဟုတ်တယ်ဟာညခါမှဖြစ်သွားတာဟုတ်ဟာအေးအဲ့ဆိုလဲဒါပဲမင်းကျမကြီး view ဆိုင်အောင်တော့ငါကောင်အေးမဖြစ်သေးပါဘူးဒီကောင်နေမကောင်းတာငါဆေးလေးပါလေးမုံလေးပါလေးဝယ်ပြီးတော့မေးအောင်ပါတာကြီးဟာဟိုကောင်အတန်ကြားတယ်ဘလို့ရောက်လာတော့ဟာတာကြီးမင်းဆောင်ကြုံကြီးနဲ့ကွာအတော်ဖြစ်လာလားငါဒီမှာဆေးဝယ်လာပြီးတယ်အေးဟုတ်တယ်ဒီဆေးတော့လည်းတော်တော်ဖျားနေလားငါကိုစမ်းကြည့်အောင်မယ်ဟာရတယ်လူဘာရမှာတော့တကြွနဲ့ဘာတွေတော့ဟာငါတော့မင်းအဟုတ်မလို့ဆေးတောင်ဝဲလာတာကွာမင်းကတကယ်တော့အိမ်မှာမုတ်ခိုးစားနေလို့ငါစီမလာတာကိုကွာရောမင်းလည်းစားပါဦးရောဒီမောင်လေးမမချစ်ရှင်လို့အော်ဟုတ်ကိုကြီးညီမလေးရင်ရှင်းတော့ညီမလေးကိုရင်ရှင်းပေးအင်းမလေသူများချစ်ချင်လို့စောင့်နေတာကြားလာပြီဟဲ့ညီတို့တော့နားတွေကိုညီးနေတာပဲဒီမှာရှေ့ရတာမနိုင်တော့ဘူးညီတို့ကောင်းချင်းပေါင်းရောင်းဖို့အုံးသီးမီရင်ပြီးတာမဟုတ်ဘူးလားဒီမှာအုံးသီးချရတာလက်တွေကိုပဲ့နေပြီမမကြီးဆိုင်ကလေးခဏလောက်ငားချင်လို့ဒီနေ့မင်းစင်းကသွားပြမှရဲမို့လို့ ဒီနေ့ဟဲ့ဝင်ခဲ့ခဏကြရှိကြအော်နဲ့ဝင်ခဲ့လေ မကြီးဝင်ခဲ့ပြီဟုတ်မမကြီးဒီနေ့အမေစင်းကပြမယ်ရဲမို့လို့လေဆိုင်ကလေးခဏလောက်တာငားချင်လို့ဆိုင်ကလေးငှပေးပါအောင်ဆိုင်ကယူလို့မရဘူးဆိုင်ကမအားဘူးတိတဲ့အတိုင်းတို့ကတနေကုန်သွားနေတာခုလည်းတင်တန်းသွားမှာစပိတ်ယူသွားနေအောင်မှတလက်စားတယ်ငါခုမှဈေးရပြန်လာမောလုံးလုံးမှစက်သားတွေနေ့လက်စားချက်ရမှာမို့လို့စက်သားတွေစေးပေးအောင်ဟုတ်ကဲ့မမကြီးဟုတ်ပြောင်းစေးလာငါတိုက်ရှင်းမကြိုက်တာဟဲ့ ဟုတ်မမကြီးပြောင်းပါတယ် အေးဟုတ်ကဲ့မမကြီးအဲ့ဆိုသားစပိန်လေးထုတ်ပြီးတော့အမေနောက်ကျနေမှာဆိုလို့သားသွားလိုက်အောင်မယ်နော်မမကြီးသွားယူသွားတက်ပြန်ပြီးလာဖို့စပိန်ကလည်းမအားဘူးအကြာကြီးလှုပ်လို့မရဘူးပြီးအဲ့ဦးစေးထားတဲ့လင်မယူခဲ့စမ်းအဲ့ဦးယူသွားလိုက်လို့ဟုတ်ယူခဲ့တယ်မမကြီးရောချဟုတ်ဦးရင်းနဲ့အမအသားလုံးနဲ့မဲ့ချက်ကျွေးလိုက်ရော့ထောင်းသူညာနဲ့သူဟုတ်ကဲ့မမကြီးရောရလေနေအမေရဲ့မမကြီးအမေမဟုတ်တာကြာအမေတော့ချက်ကြည့်ရတော့မယ်ပြုတ်လေးတွေဖြစ်အရေသွားပြီတော့ကျေးဇူးပဲမမကြီးအေးစပက်ပြန်လာဖို့အမေနီးမကောင်းတာနဲ့တော့တော်ပဲချက်ကြည့်ရတော့